Cyclist အနေနဲ့ organize လုပ်ဖြစ်ခဲ့တဲ့ Man U ရဲ့ match day tour လေးအကြောင်းပါဒါက guest တွေအတွက်ငှားထားတဲ့ stadium ရဲ့အရှိတတဲ့ရ Airbnb တကယ်ကြီးကလာမယ်ဆိုလို့လေလက်မှတ်တွေပါစီစဉ်ပေးနေရန်ကုန်ကနေပြီးတော့လူစုပြီးတော့တွိုင်းတက်တာမယ်ဆိုပြီးတော့စီစဉ်ပြီးကမှသူကမလိုက်ဖြစ်ဘူးဒီဆိုမှ tour ချောင်းကိုကြီးညာပြီးသားဖြစ်နေအကုန်လုံးကစိတ်ဝင်စားပြီးတော့လာမိကြတာဒီနေရာမှာ tip တစ်ခုပေးချင်တာကကိုက full time အလုပ်ရှိရယ် main အလုပ်တစ်ခုရှိရယ်ဆိုလို့ရှိရင်ကိုရဲ့ side hustle ကိုဝါသနာပါတဲ့ဟာမမလို့ရှိရင်ကိုအရန်ကျွမ်းကျင်တဲ့အရာဖြစ်ဖို့တော့လိုလိမ့်မယ်ဟိုးချိန်ဝန်ထမ်းဘဝကလေးကအဲ့လိုမျိုး trip plan စီစဉ်တာတွေ organize လုပ်တာပွဲလုပ်တဲ့ဟာတွေအရန်ဝါသနာပါပြီးလုပ်နေကြပြီဒါဆိုရင်တကယ်ချင်းတွေအတွက်ဆိုလို့ရှိရင်ကိုကပဲတိုင်းငင်းစီစဉ်ပြီးနေကျွန်တော်တိတ်ခက်ခဲမရှိဘူးပြောမှာပေါ့会的。ဒီနိုင်ငံမှာဦးနာနာကိုအကြီးကြီးကိုအားပေးကြတာဝက်ခဲနေတဲ့ချင်းကတော့ဟဲလူတွေထွက်လာတော့ဒီခဏပဲဆိုလိုက်ရတယ်တကိုးမှမသွင်းတဲ့ခါကျတော့ထပ်ပြီးမကလိုရီရတော့စကားပြန်ဆက်ရမယ်ဆိုရင်ခက်ခဲရရှိရပေါ့ဗီဇာကိစ္စဆိုလို့ရှိရင်လည်းကိုတော့မြန်မာနိုင်ငံရှောက်ခဲ့ရမဟုတ်တော့အဲ့လောက်ထိခက်ခဲမယ်ဆိုတော့မသိရဘူး research ကြမှာဆိုရင်လို့တေချာ research တွေလုပ် document တွေပြင်ပြီးတော့ည2နာရီ3နာရီထိုးတဲ့ TU visa ကြီးထိုင်လျှောက်တာအကြောင်းကတော့စိတ်ပြက်လုံးဘာမှဝင်ပြောချင်တော့အခုဒီဟာကတော့နိုင်ဝက်ဆော့ပြီးတော့ပူလို့တဲ့နားကြတာChallenge တွေရမှာနောက်တစ်ခုကရန်ကုန်ကလာမေးလေရင်ရအချင်းကောက်ပြောင်းသွားသေးတယ်အဲ့တော့ဒီဘက်မှာချိုးပုတ်ထားတဲ့ကားတွေအကုန်လုံး cancel လုပ်ရပြီပြန်လုပ်ပြီးဆိုရင်တော့ချောမွေးနဲ့ပြီးသွားတော့ရှားတယ်ပေါ့နော် hiccups ကလေးဖြစ်လာပြီဆိုရင်ဘယ်လိုမျိုး handle လုပ်မလဲကင်တွယ်မလဲဆိုတာအရေးကြီးတယ်ဒုတိယပိုင်းမိနစ်60ကျော်လာတဲ့အခါကျတော့ဒီနေ့ကလူတွေလည်းကန်ကျင်တယ်လို့ကန်ပရိသတ်တွေလည်းလှုပ်ရှင်တယ်လို့ပဲချို့ပြောမယ်ဆိုလို့ရှိရင်ဒီ site တွေမှာကကြီးအမြင့်ဆုံးထက်စားလို့ရှိရင်ခုနေ့တစ်ခါမှမသိတစ်ခါမှမရင်းနှီးတဲ့လူတွေ share experience တစ်ခုကိုပေးခဲ့ရဘယ်ဘက်ကခုအားပေးရတဲ့ငါတို့ရဲ့ဘဝတွေပေါ့ဟဲ့ရုပ်တရက်ဆိုတော့မျိုးချစ်စိတ်တဲ့လူရောနည်းနည်းပြင်းထန်သွားတယ်ဒီမက်ချ်ထော်လီမှာနှို့ယုံကြည်ပြီးတော့လိုက်ခဲ့ပြီးကြတဲ့တကယ်ချင်းဒီအကုန်လုံးလေးကျေးဇူးတင်ပါတယ်